สวัสดีค่ะဒီနေ့လာပြီး share လုပ်ပေးမှာကတော့အခုမြန်မာနိုင်ငံမှာပြတ်သွားတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဗဟိုတုဒ္ဒအနေနဲ့သိအောင်လို့လာပြီး share ပေးပါမယ်ပထမဆုံးငလျင်ကိုแผ่นดินไหวแผ่นดินไหวတဘာဝဘေးကနေဆိုရင်ภัยธรรมชาติภัยธรรมชาติအရေးပေါ်ထွက်ပေါက်ဆိုရင်ทางหนีไฟทางหนีไฟအာယုံစိုက်ဆိုရင်ตั้งสติตั้งสติတိုက်ကိုမှအဲ့ရာတွေဆိုရင်ติดร้าวติดร้าวမတော်တဆထိခိုက်မှုဆိုရင်อุบัติเหตุอุบัติเหตุလူရန်နဲ့ဆိုရင်body ကြအရေးပေါ်ဖုန်းနံပါတ်ဆိုရင်เบอร์โทรฉุกเฉินเบอร์โทรฉุกเฉินအရေးပေါ်ကားဆိုရင်รถฉุกเฉินအဆောက်အဦကနေထွက်ပေါ့နော်ออกจากตึกออกจากตึกပြေးဆိုရင်ဝึ่งကိုယ့်အကိုကောင်းကောင်းဂရုစိုက်ပေါ့နော်ကိုယ့်ကိုဂရုစိုက်ဆိုရင်ดูแลตัวเองดีๆนะคะดูแลตัวเองดีๆนะคะเรามาအားလုံးဘေးကနေကင်းရှင်းပါစေဆိုရင်ขอให้ทุกคนปลอดภัยนะคะขอให้ทุกคนปลอดภัยนะคะ